ဒါကတော့ Giant Ant Eater ပဲဖြစ်ပါတယ် Giant Ant Eater မှာသေးသွယ်ရှည်လျားတဲ့ခေါင်းတစ်ခုရှိပြီးနှုတ်သီးကလည်းအတော်လေးကိုရှည်ပါတယ်သူ့ရဲ့နှာခေါင်းနဲ့ပါးစပ်ကအဆုံးဆုံးမှာရှိနေတော့သူ့လက်နဲ့သူနှာရည်တုပ်လို့မရပါဘူးဒါပေမဲ့သူ့မှာတဝက်မီတာကျော်လောက်ရှည်တဲ့ရှာတစ်ခုရှိပါတယ်သူဒီလိုပုံစံဖြစ်နေရတာကအစာစားဖို့အတွက်လုံးဝကိုအဆင်ပြေစေလို့ပါဘာလို့လဲဆိုတော့သူ့ရဲ့အဓိကအစာကပရွက်စိတ်တွေဖြစ်လို့ပါပဲသူပရွက်စိတ်တွင်းကိုတွေးတာနဲ့ရှာကိုထုတ်လိုက်ပါတယ်သူ့ရဲ့ရှာကတွင်းထဲမှာလွတ်လွတ်လပ်လပ်သွားလာနိုင်ပါတယ်ပြီးတော့ပရွက်စိတ်အများဆုံးရှိတဲ့နေရာကိုအလိုလျောက်ရှာဖွေနိုင်ပါတယ်သူ့ရဲ့ရှာပေါ်မှာဆေးကတ်တဲ့အရည်တွေအပြည့်ရှိပါတယ်ဒီလိုနဲ့ရှာကိုအထုတ်သွင်းလုပ်ပြီးပရွက်စိတ်တွေကိုအပြင်ဆွဲထုတ်ယူတာပါဒါကြောင့်ရှာကသူတို့အတွက်အရန်ကိုအရေးကြီးပါတယ်သူတို့ပါဇက်ကအကျယ်ကြီးဟာလို့မရတော့အစာစားဖို့ရှာကိုပဲအဓိကအားကိုးရပါတယ်တချို့ကသူတို့ကိုဖြူ hedgehog လောက်ပဲထင်ကြတာပါတကယ်တော့သူတို့ကပေါင်6 ဆက်ကျော်အထိကြီးနိုင်ပါတယ်သူတို့ကကြည့်ရတာတိတ်မကြမ်းတယ်လို့ပါပဲဒါပေမဲ့သူတို့ရဲ့လက်သေးတွေကတစ်သားကိုတောင်အလွယ်တကူခွဲပြစ်နိုင်ပါတယ်ပြီးတော့သူ့မှာတမျက်စီးလိုမျိုးအမီးကြီးလည်းရှိပါသေးတယ်သူအိတ်တဲ့အခါအဲ့ဒီအမီးကြီးနဲ့စောင်းကြုံတယ်လို့အုပ်ထားတတ်ပါတယ်